တတဲ့ဒီနေ့ကတော့မူရတဲ့မျက်နှာပုံစံမျိုးလေးပေါ့ကျွန်တော်တွေ့ချင်နေတဲ့အပင်လေးတွေ့ခွင့်ရပါပြီသူကခုနကကျွန်တော်ဒီနေ့မှာဆိုရင်သူကကာလာကွေးနေအများကြီးရှိတယ်ပေါ့နော်ဒီကောင်းချက်တော့ကအဖြူမကြအဝါမကြအဲ့လိုပုံစံမျိုးအနေထားဖြစ်ပါတယ်သူရဲ့အကာလာအနေထားကတော့ဒီနေ့ပြောခဲ့တယ်အဝါဖြောဖြောလေးနဲ့အဖြူဘက်လည်းမကြအဝါဖြောလည်းမကြအဲ့လိုပုံစံမျိုးအနေထားလေးပေါ့နော်ကြည့်ပါဦးဒီအပွင့်ကတော့ဒီအပင်လေးကတော်တော်လာတယ်ဘာဖြစ်လို့လဲဆိုတော့အပွင့်နေမြိုင်သူကကျတော့ကလာတဲ့အကြောင်းရင်းကလည်းသူကတစ်ဖက်တည်းကိုပွင့်နေတယ်ဘာလို့ဆိုတော့သူရှိတဲ့နေရာဝေရောအောက်မှာအလင်းဝင်တဲ့နေရာအနေထားကိုပဲသူလှည့်လာတယ်ဆိုတော့အပွင့်ရမျက်နှာမူထားတယ်ဆိုတော့ဒီလိုကြည့်ရင်တော့လာတာပေါ့နော်ကဲကျွန်တော်နဲ့သူတို့အနီးကပ်အနေထားကိုကြည့်ရအောင်နောက်ထပ်မျိုးအယောင်ကွဲလေးတွေလည်းလိလာရအောင်နော်အခုဒါမိတ်ဆွေတငယ်ချင်းတို့မိတွေ့တဲ့အတိုင်းတဲ့နိုင်မသိသူကကျွန်တော်ကြည့်ရပေါ့အယောင်ကွဲမဟုတ်ပဲနဲ့ဒါကတော့သူတို့အဲဘာပုံစံမျိုးပါလားပေါ့နော်အထုံးပင်အဖြူပင်ပုံစံမျိုးလားဆိုတော့ကျွန်တော်ပြန်ပြီးတော့စီစစ်ရမှာပဲဖြစ်ပါလေဒါပေမဲ့အထုံးပင်အဖြူပင်ပြောရအောင်လေသူရဲ့ဟာတခြားဥစ္စာတွေကကြတော့အထဲမှာအနဲ့ဝါနေတယ်ပြီးဝါချင်းချင်းဖြစ်နေတယ်အဲ့လိုပုံစံမျိုးတွေကြောက်ပေါ့နော်ပြီးကျွန်တော်စောမိုက်တွေးခဲ့ရသလိုသူရဲ့အာကအဓိကပေါ့နော်သူရဲ့အထဲမှာရှိတဲ့အာကအနီချာမကြောက်ဘူးပေါ့နော်လုံးဝယူပေါ့ဟိုအစိမ်းနှုတ်ပဲသွားနေတယ်ပဲဖြစ်ပါတယ်ကြည့်ပါဦးသူကတော့ကြည့်ရတာခင်းရဲနဲ့ခုနကပြောတဲ့အဝါနဲ့နှစ်ခုဆက်ပို့ရတယ်အခုဆိုရင်သူ့မှာကျတော့ကအဲ့အာမှာဆိုရင်ခုနက model 0 model 0အောင်လို့အဝိုင်းအောင်လို့ဖြီးအောင်လို့ပေါ့အဲ့လေပုံမှန်မှအလင်မှာရှာမှာနဲ့အစင်းချောင်းရှိတယ်အာမှာလည်းအစင်းချောင်းရှိတယ်ကျွန်တော်တို့အနီးကပ်လေးကြည့်အောင်နော်ဒါခုနကတပင်နဲ့မတူတာကျတော့သူ့ရဲ့ရှာမှာပေါ့နော်သူရဲ့ရှာမှာအစင်းလေးနည်းနည်းရှိမယ်ပြီးအာကောင်မှာလည်းအစင်းနဲ့အဆက်အပြောက်ကလေးနည်းနည်းရှိတယ်ပေါ့နော်ကြည့်ရတာကကျွန်တော်ထင်တာပေါ့နော်ဟောဒီကဒီခရမ်းမျိုးဒီခရမ်းအောင်မျိုးနဲ့ဒီခုနကကျွန်တော်ပြောတဲ့ဒီအပွင့်ဒီပေါ့နော်ဒီအယောင်မျိုးနဲ့နှစ်ခုဆက်ရကနေပြီးတော့မှဖြစ်လာတဲ့အပင်ဒီလည်းဖြစ်နိုင်ချေရှိပါတယ်မျိုးဆက်ပေါ့တဘာဝဆက်မျိုးပုံစံမျိုးနဲ့ဖြစ်နိုင်ချေရှိပါတယ်ကဲဒီဘက်အပင်လေးလည်းကြည့်ပါဦးခင်ဗျာဒီဘက်အပင်လေးလည်းကာလာစစုံနဲ့လာတယ်ပေါ့နော်သူရဲ့ရှာမှာမှအဝါအောင်နည်းနည်းပို့ပြီးတော့မှဆင်းပြီးတော့မှလာတာပေါ့နော်အဓိကဒီကောင်အဝါနဲ့ကိုတိတိတသားများတယ်ကျွန်တော်အစောပိုင်းပြတဲ့မျိုးကကျတော့ကအဝါနဲ့သိပ်မများဒီကောင်အဝါနဲ့နည်းနည်းများတယ်ပေါ့နော် variation အများများတယ်ကြခုနကအာဝါနဲ့ရှာမှာဆိုရင်လည်းသူကတစ်မျိုးသူရဲ့အလယ်မှာတော့သူရဲ့ color လည်းရဲ့တစ်မျိုးနဲ့ဒီမျိုးနည်းနည်း color လေးအယောင်သူရဲ့နည်းနည်းကွာနိုင်တယ်ပေါ့နော်ဒါမိတ်ဆွေတငယ်ချင်းတို့မြင်တွေ့ရတဲ့အတိုင်းဒါသူရဲ့အနီးကပ်အနေထားလေးပြပါတယ်သူရဲ့ရှာလေးကအယောင်လေးတော်တော်ဆိုးတော့ပေါ့နော်ကျေးဇူးတင်ပါတယ်